ဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့ဘလောက်ပဲရိုးသားနေပါစေရိုးသားခြင်းကိုတန်ဖိုးထားတဲ့သူတွေနဲ့တွေ့ဆုံမှသာတန်ဖိုးထားခံရလိမ့်မယ်ဘလောက်ပဲအဖို့တန်တဲ့လူတယောက်ဖြစ်နေပါစေတန်ဖိုးတိသူနဲ့တွေ့မှတန်ဖိုးထားခံရမှာပါဘလောက်ပဲအနစ်နာခံပြီးပေးဆက်ပေးနဲ့အလေးထားတဲ့သူနဲ့တွေ့မှကိုယ့်ရဲ့ပေးဆက်မှုဟာအရာခင်ပါလိမ့်မယ်ဘလောက်ပဲအမှန်တရားကိုသိနေပေမဲ့အမားတွေကိုအမှန်လို့လက်ခံထားတဲ့လူတွေကြားမှာတင်းရဲ့အမှန်တရားကမှင့်မင်နေပါလိမ့်မယ်ဘလောက်ပဲအလျှော်ပေးတဲ့လူတယောက်ဖြစ်နေပါလေကိုယ့်အပေါ်ညာတာထောက်တာတဲ့လူနဲ့တွေ့မှဒါတွေကိုသိသက်ခံစားနိုင်မှာပါတကယ်လို့ကောင်းမွန်တဲ့လူနဲ့မစုံတွေ့ခဲ့ရင်ဘူးဆိုရင်တော့မှကိုယ့်ရဲ့ရိုးသားမှုကိုချင်းစာတက်မှုကောင်းမွန်တဲ့ကိုချင်းသိက္ခာတွေကိုတော့ဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့နော်ဟုတ်ပါတယ်ဗျာဒီစာသားတွေကတော့တကယ်ကိုလမ်းနေတာကြိုင်ရင်ဗီဒီယို share သွားလို့ရပါတယ်